အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဘောလုံးသတင်းများ YouTube channel ရနေပြီးတော့ပြန်လည်ပြီးတော့ကြိုးဆိုပါရခင်ဗျဟုတ်ကဲ့ပါနော်ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့ဒီညမြန်မာစံတော်ချိန်မနက်3:00နာရီခွဲအချိန်မှာရှင်မြန်ကစားသွားကြမယ်အင်္ဂလန်အသင်းနဲ့ပြင်သစ်အသင်းတို့ရဲ့ကမ္ဘာဖလားပြိုင်ပွဲတတိယနေရာလူပွဲအကြောင်းလေးပဲဖြစ်ပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါပြင်သစ်အသင်းနဲ့အင်္ဂလန်အသင်းပွဲသုံးသပ်ချက်မပြောခင်သူတို့အသင်းဒီပြီးခဲ့တဲ့ကန်ခဲ့တဲ့ပွဲအကြောင်းလေးကိုခဏပြန်နှွှေးကြရအောင်ပေါ့နော်ပြန်နှွှေးရအောင်ဆိုတော့ပြင်သစ်ကဆီမီဖိုင်နယ်မှာစပိန်ကို2-0နဲ့ရှုံးသွားတယ်ပေါ့နော်မကန်ခင်တော့ကတော့ပြင်သစ်ကရေပန်းစားတာပေါ့စပိန်ကိုနိုင်ပြီးဂိုးလူဝက်တက်မယ်ဆိုပြီးရေပန်းစားတယ်ဒါပေမဲ့တကယ်ဆီမီဖိုင်နယ်ကန်လက်ကန်ရောစပိန်ကအခြေပြတ်9ပြတ်နဲ့ပြင်သစ်ကို2-0နဲ့နိုင်ပြီးတော့ဂိုးလူဝက်တက်သွားတယ်ပြင်သစ်ရှုံးသွားတယ်တကယ်လဲပြင်သစ်ကစားပေါ်ကအဲ့ဒီမှာတကယ်မကောင်းခဲ့ပါဘူးစပိန်အဆအရတားခဲ့ပါတယ်ပြီးတော့အင်္ဂလန်ကျတော့ပြင်သစ်နဲ့ဆက်ညစ်ပဲဗျအင်္ဂလန်ကျတော့အာဂျီတီးနားကို80ပွဲကစားချိန်86မိနစ်အထိကိုဥဆောင်1-0နဲ့ဥဆောင်လာခဲ့ပြီးတော့မှအဲ့86မိနစ်နောက်ပိုင်းကျမှသူတို့ကခြေပါဂိုးတွေအနိုင်ဂိုးတွေပေးလိုက်ရတာတပွဲလုံးကြီးကောင်းလာပြီးတော့မှသူတို့ကတပွဲလုံးကြီးကောင်းလာပြီးတော့မှအဲ86မိနစ်နောက်ပိုင်းလေးကျမှခြေပါဂိုးနဲ့နိုင်ဂိုးပေးပြီးတော့သူတို့ကအာဂျီတီးနားကို2-1ဆိုတဲ့ရလဒ်နဲ့သူတို့ကရှုံးသွားတာဖြစ်ပါတယ်အာဂျီတီးနားကိုအင်္ဂလန်ဘာကြောင့်ရှုံးရလဲဆိုတော့အဓိကကတော့ကျွန်တော်အထင်ကတော့နီးပြကြောင်လို့ထင်ပါတယ်နီးပြမကောင်းလို့ရှုံးတာပါအင်္ဂလန်ကစားသမားတွေကအာဂျီတီးနားကစားသမားတွေကိုရှင်းနိုင်ပါတယ်အင်္ဂလန်ကစားသမားတွေရဲ့ quality ကအာဂျီတီးနားကစားသမားတွေရဲ့ quality ထက်ပိုမြင့်ပါတယ်အရေးသွေးပိုင်းပိုတာပါတယ်နီးပြညံ့လို့အင်္ဂလန်အာဂျီတီးနားကိုရှုံးရတာပါတကယ်လည်းဟုတ်ပါတယ်နော်အားလုံးဒီဘောဝဲကိုကြီးတဲ့လူတွေအားလုံးဆိုရင်သိပါတယ်ဘာဖြစ်လို့ကျွန်တော်အဲ့လိုပြောရလဲဆိုလို့ရှိရင်အင်္ဂလန်ကအာဂျီတီးနားကို1-0နဲ့ဥဆောင်အဲ့1-0နဲ့ဥဆောင်နေတဲ့အချိန်မှာကိုကကွင်းလေကိုဘိုင်းကိုစိုးမိုးပြီးတော့ဘောလုံးကိုကင်ထားပြီးတော့တက်တော့တက်တာကစားရမယ်အစားကိုကအဲ့လိုတက်တော့တက်တာကစားရမယ်အစားကိုကပြန်ပြီးတော့ကိုဖိအားရအောင်လို့ဖိအားပြန်ဖြစ်အောင်လို့ဖိအားပြန်ပေးတဲ့ပုံစံမျိုးဖြစ်သွားတယ်သူကဘာလို့လဲဆိုတော့ကွင်းတဲ့လူတွေတိုက်စစ်တွေကိုထုတ်ပြီးတော့နောက်တန်း3အောင်ထည့်လိုက်တယ်အဲ့နောက်တန်း3အောင်ထည့်လိုက်တဲ့အချိန်မှာသူကခန်းစစ်ပိတ်ပြီးခန်းစစ်ကြီးကိုဗျာမိနစ်60လောက်ကနေစပြီးတော့ခန်းစစ်ကြီးပိတ်ပြီးတောက်လျှောက်ဆော့မှာတော့အာဂျီတီးနားတိုက်ပြီးတယ်အာဂျီတီးနားမိနစ်60လောက်တည်းကတောက်လျှောက်တိုက်ပြီးဆိုတော့အင်္ဂလန်အမှဖိအားတောက်လျှောက်ပေးခံရတော့သူတို့ဖိအားအောက်ကိုရောက်သွားတာပေါ့တကယ်တမ်းဖိအားအောက်ကိုရောက်နေတာအာဂျီတီးနားသူတို့ကတကိုးနဲ့ရှုံးနေတာအင်္ဂလန်အဲ့အချိန်မှာဘောလုံးကိုကင်ပြီးအေးအေးဆော့ရမယ်အဲ့လိုမဟုတ်ဘဲနဲ့သူတို့ကခန်းစီကြီးကိုပိတ်ပြီးတော့တစ်ဖက်အသင်းကိုတိုက်ခိုင်းတော့အာဂျီတီးနားလိုအသင်းမျိုးအသေးအံတိုက်ခိုင်းတော့ဟိုကကိုင်ပြီးလေအာဂျီတီးနားအဲ့ဒါအကြိုက်ပဲဟောင်းဘောလုံးတွေကိုခေါ့တွေတောက်လျှောက်ပို့တယ်မက်ဆီတောက်လျှောက်ခေါ့တွေပို့တော့တလုံးမို့တလုံးကတော့ဂိုးမှာပဲလေကျွန်တော်လည်းသိနေရပဲကြည့်နေတယ်သွားပြီးလို့အင်္ဂလန်ဒီပုံစံတိုင်းရှုံးသွားတာပဲနီးပြညံ့လို့ရှုံးတာပါဟုတ်ကဲ့ပါအဲ့တော့စကားစားလေးကိုပြန်ဆက်ရမယ်ဆိုရင်ဟိုပါပေါ့အင်္ဂလန်နဲ့ပြင်သစ်ပေါ့တတိယနေရာလူပွဲကဘယ်လိုဖြစ်မလဲဆိုရင်ပွဲကောင်းတစ်ပွဲဖြစ်မှာပါနှစ်သင်းလုံးကဒီတတိယနေရာကိုမမောတယ်ပေါ့နော်လိုချင်တက်မှတ်စိတ်နဲ့တကယ်မမောတဲ့စိတ်နဲ့လူစုံထုတ်ပြီးကန်မယ်ဆိုတော့ပွဲကောင်းတစ်ပွဲဖြစ်မှာပါဒါမှမဟုတ်လူစုံထုတ်မကန်ဘူးဆိုလို့ရှိရင်တော့ဒီပွဲကပြင်းစရာကောင်းတဲ့ပွဲတစ်ပွဲဖြစ်လာမှာပါကျွန်တော်အမြင်ရတော့ဒီပွဲကိုလည်းပြင်သစ်ကောအင်္ဂလန်ကောလူစုံထုတ်ပြီးတော့ဂုံစစ်ခါပိုင်းရလူစုံထုတ်ကန်ပြီးတော့ပွဲကောင်းတစ်ပွဲဖြစ်လာမယ်လို့ကျွန်တော်မြင်ပါတယ်ပြင်သစ်ရဲ့ကစားပုံကလည်းတိုက်စစ်အားတန်တဲ့ကစားပုံအင်္ဂလန်ရဲ့ကစားပုံကကြတော့တိုက်စစ်ရိုင်းလည်းအားမတန်ဘူးခံစစ်လည်းအားမတန်ဘူးသူတို့ကရှေ့လေတောင်နေနဲ့မျှတယ်ပေါ့နော်ဒီပွဲမှာကျွန်တော်အမြင်ရဆိုလို့ရှိရင်နည်းနည်းတော့ဆုံးဖြတ်ခက်တယ်ဒါပေမဲ့ကျွန်တော်တူးတဲ့တယောက်တည်းအမြင်ရဆိုရင်ဒီညမှာအင်္ဂလန်နိုင်သွားမယ်လို့မြင်ပါတယ်အင်္ဂလန်ကပြင်သစ်ကိုနိုင်ပြီးတော့တတိယနေရာကိုရသွားမယ်လို့ထင်ပါတယ်အားလုံးပဲเนาะဘောလုံးဝါသနာရှင်တွေရဲ့အမြင်အောင်ဘယ်လိုရှိလဲဆိုတော့အောက်မှာ comment လေးရေးပြီးတော့မှတ်ချက်ပေးခဲ့ကြပါအောင်ဗျာเนาะကျွန်တော်ကတော့ဒီညပြင်သစ်နဲ့အင်္ဂလန်ပွဲမှာအင်္ဂလန်နိုင်သွားမယ်လို့ထင်ပါတယ်အမ်ဘာပေလည်းဂိုးရသွားနိုင်တယ်လို့ထင်ပါတယ်အမ်ဘာပေတို့အမ်ဘာပေဂိုးရသွားနိုင်တယ်လို့လည်းထင်ပါတယ်အင်္ဂလန်ကဟယ်ရီကိန်းတို့ဂျူဘယ်လင်ဟန်တို့လည်းဂိုးရသွားနိုင်မယ်လို့ထင်ပါတယ်เนาะဟုတ်ကဲ့ပါအားလုံးပဲအင်္ဂလန်1-0တောင်မဟုတ်2-1ဆိုရရလောက်နဲ့အင်္ဂလန်
1C 2-1ဆိုရရလက်လောက်နဲ့အင်္ဂလန်နိုင်သွားမယ်လို့ထင်ပါတယ်ခင်ဗျဟုတ်ကဲ့နော်အားလုံးကျေးဇူးတင်ပါတယ်